ဒီအချက်ဘေးအုပ်အော်ဒန်တိုမျိုးတွေကတခုခုကိုကြားလိုက်ရပြီဆိုရင်တော့တင်ကတကယ့်ကိုအန်ဒီရဲ့အကြီးကြီးနဲ့ရင်ဆိုင်နေရပြီလို့မှလည်းပါပထမဆုံးတစ်ခုကတော့ modulator လို့ခေါ်ပါတယ်အတန်ကတော့ဒီလိုအတန်ကြီးထွက်ပါတယ်ဒီအုပ်အော်တန်ကဆူနာမီလိုင်းတွေလာတော့မယ်ဆိုတာတတိပေးဖို့အသုံးပြုတာပါတကယ်လို့ဒီအတန်ကိုကြားလိုက်ရရင်ဘာမှတွန့်ဆုမနေပါနဲ့တောင်ပေါ်ဒါမှမဟုတ်မင်းအရာရက်ကိုအမြန်ဆုံးတက်ပြေးပါဒုတိယအုပ်အော်တန်ကတော့လိုင်းယုံကင်းလို့ခေါ်ပါတယ်ဒီအတန်ကိုကြားရပြီဆိုရင်တော့အနီးနားမှာဓာတ်တူပဲစီးတွေယိုစိမ့်ပြီးပြန့်နှံ့လာတာဖြစ်နေပြီးတော့အသေးပဲရပါတယ်အဲ့ဒီအခါမှာဓာတ်ငွေကိုကာကွယ်ရအောင်မျက်နှာဖုံးရှာဖို့ဒါမှမဟုတ်အဲ့ဒီနေရာကနေချက်ချင်းထွက်ခွာဖို့ကအလွန်အရေးကြီးပါတယ်ဒါပေမဲ့ဒီနောက်ဆုံးအုပ်အော်တန်ကိုကြားလိုက်ရပြီဆိုရင်တော့အခြေအနေတွေကပိုပြီးလို့ဆိုးတော့ပါပြီဒီအုပ်အော်တန်ကို yet and layan လို့ခေါ်ပါတယ်တခြားအုပ်အော်တန်တွေနဲ့မတူတာကတော့ဒီအတန်ကိုစမ်းတက်ဖို့ကဘယ်တော့မှအသုံးမပြုပါဘူး။သူ့ရဲ့အတန်လိုင်းကအရန်ပြင်းထန်လို့ဒီအတန်နားမှာရှိနေရင်တော့အလွန်အန်ဒီရဲများပါတယ်။ဒီအတန်မီလာပြီဆိုရင်တော့နျူကလ িয়ার ဒုံးကြီးထိမှန်လုံးမယ်ဆိုတဲ့အသေးပဲပါ။ဒီအတန်ကိုကြားရပြီးတဲ့နောက်မှာတော့မင်းနောက်ဆုံးမြင်လိုက်ရမယ့်အရာကတော့ကြီးမားလာတဲ့နေယူကလ িয়ার မှုပွင့်ကြီးပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီထက်ပိုပြီးတော့ကြောက်ဖို့ကောင်းတဲ့အုပ်အော်တန်တစ်ခုရှိပါသေးတယ်။အဲ့ဒါကိုလူသားတွေကြုံတွေ့ရမှာကိုတော့အလွန်ကြောက်ကြပါတယ်။အဲ့ဒီအတန်ကို TikTok မှာ Dwayne Stacian လို့ရိုက်နေပြီးတော့လေကိုယ်တိုင်နားထောင်ကြည့်နိုင်ပါတယ်။အကောင့်လေးကို follow ထားပါစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်ဆောင်ကြမယ်